Rasquid ကပြန်လာရမှာလား Roblox hacking ကိုတွက်လိုက်တာနဲ့ Blockfruit ရဲ့က Rasquid ကိုအားလုံးသိကြပါတယ် Roblox hacking community ထဲမှာဆိုရင် Rasquid နဲ့အရင်ဦးဆုံးစဆောက်ခဲ့ရလို့ဝင်လာမယ်ဆိုရင်တော့ Rasquid နဲ့အရင်ဦးဆုံးစဆောက်ခဲ့တာအဲ့ဒါကြောင့်မလို့ Rasquid ကအကောင်းဆုံးလို့ဖြေကြပါလိမ့်မယ်အဲ့ဒါကြောင့်မလို့ Rasquid က Roblox hacking community ထဲမှာမရှိလိုအပ်တဲ့အရေးအမြင့်တစ်ခုဖြစ်လာခဲ့ပါတယ်ဒီလိုနဲ့ Rasquid က Blockfruit update လာတိုင်း Squid ကို update တင်ပေးပါတယ် update အများနဲ့ရှိရကြမလို့ Roblox Explorer ကြီးကြားမှာတဖြည်းဖြည်းနဲ့ရေဘက်စားလာခဲ့ပါတယ်ဒါပေမဲ့ Rasquid က update မလာတော့ဘဲနဲ့ခဏအတွင်းမှာပဲပျောက်ကွယ်သွားခဲ့ပါတယ် Rasquid ကိုတီထွင်ခဲ့တဲ့ developer ကနားယူသွားတာဒါမှမဟုတ်မရှိရောလားဒီမေးခွန်းရဲ့အဖြေကိုဒီဗီဒီယိုကြည့်ပြီးရင်တော့နားလည်သွားမှာပါဒီလိုမျိုးဗီဒီယိုတွေကိုစက်ကြည့်ဖို့အတွက်ကျွန်တော် channel ကို subscribe လုပ်ပြီး like လေးပေးခဲ့ကြပါဦးအခန်း1 Bus ပေါ်လာခြင်းနိုဝင်ဘာလ21ရက်နေ့2023မှာ Norway ဆိုတဲ့ developer က Bus Hub ကိုတီထွင်ခဲ့ပါတယ်တီထွင်ခဲ့တဲ့အကြောင်းအရတော့ Roblox ကိုအပြင်းပြေဟတ်ဆော်ခြင်းလို့ပါသူတီထွင်ခဲ့တဲ့ Rasquid ကသူ့ရဲ့ထူးခြားတဲ့ function တွေကြောင့်မလို့ Roblox Explorer ကြားမှာလူသုံးများတဲ့ Squid တစ်ခုဖြစ်လာခဲ့ပါတယ် Roblox Explorer တချို့လောက်ခဲ့တာကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်အခန်းနဲ့ Rust တရင်ဖြစ်တဲ့အချိန် Roblox Explorer တချို့က TikTok နဲ့ YouTube စတဲ့ social media တွေမှာ Rust နဲ့ hack ဆော်ထားတာတွေကိုတင်ပြလိုက်တာ like တွေ view တွေတော်တော်များများရပြီးတော့ Rasquid ကလည်းတဖြည်းဖြည်းနဲ့နာမည်ကြီးလာခဲ့ပါတယ်ဒီလိုနဲ့ Rasquid ကိုသုံးကြတဲ့ user တွေကတော့တစ်လအတွင်းများလာခဲ့ပါတယ် Roblox Explorer ရဲ့ပထမဆုံး Squid ကို Rasquid လို့လည်းပြောနိုင်ပါသေးတယ်ဒီလိုနဲ့ Rasquid ကသူ့ရဲ့ function တွေကို update တင်ခဲ့ရင်းနဲ့ Squid ပင်ဖြစ်လာပါတယ်ဒါပေမဲ့ Rasquid ရဲ့လမ်းကြားတဲ့အချိန်ရောက်ခဲ့ပါပြီ Rust လိုမျိုး Squid တွေနဲ့တခြား premium Squid တွေကိုဒီ channel မှာတင်ပေးပြီးတော့ Cross Hub အနေနဲ့အကြီးဆုံးကိုလည်းတင်ပေးထားပါတယ်။ကြွားတတ်တဲ့လိုချင်တဲ့ game squid တွေရှာမတွေ့ရင်တော့ကျွန်တော်စီကိုလာရှာခိုင်းလို့ရပါတယ်။ခန်းတော့ Rust ရှာဆုံးခြင်းစက်တင်ဘာလ18ရက်နေ့2025မှာ Rasquid က update တစ်ခုလာခဲ့ပါတယ်။ user တွေက Rust ရဲ့တာမန် update လိုပဲထင်ခဲ့တာပါ။ Rust developer နာမည်ကမထင်မှတ်ထားတဲ့ message တစ်ခုနဲ့ပြောခဲ့ပါတယ်။ Discord server တွေကသူ့ရဲ့ message ထဲမှာဆိုရင်တော့ကျွန်တော် Squid ကို update တင်ဖို့အချိန်လည်းမရှိတော့ဘူးဗျာပြီးတော့ Squid ကို update တင်ဖို့ကြတော့လဲကျွန်တော်အစိတ်လည်းမပါတော့ဘူး Squid ကဘယ်တော့ update လာမှာလဲဆိုတော့အခုလာခြင်းလည်းလာမယ်ဒါမှမဟုတ် Squid ကဘယ်တော့မှ update မတင်ဖြစ်ဘူးဖြစ်သွားမယ်လို့ပြောထားပါတယ် Brother Rust Squid က update လာမယ်လို့ထင်သလားဗျတကယ်လို့ update လာခဲ့မယ်ဆိုရင်တော့ဒီ channel ထဲမှာပဲ Squid ကိုပြန်နေပေးသွားမှာပါBlockfruit account တွေနဲ့ Blockfruit service တွေကိုဒီ channel မှာဈေးနှုန်းချို့တက်တာနဲ့ရနိုင်ပါပြီ။ဒီလိုလေးကတော့ဒီလောက်ပါပဲ။နောက်ဗီဒီယိုမှာဘယ်လိုအကြောင်းအရာအနေနဲ့လာမလဲဆိုတာစောင့်ကြည့်လိုက်ကြပါဦး။ကြည့်ရှုရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။